သာသနာတော်နှစ်2580ပြည့်နှစ်မြန်မာတက္ကရာ1388ခုနှစ်နေုံလာပြီကျော်73ရက်နေ့ခရစ်နှစ်2026ခုနှစ်ဇွန်လ12ရက်နေ့တောက်ကြနေ့မှာရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ဆရာဆန်ရက်ကွက်တိုက်တော်ရေးသားလမ်းသစ်မဂ္ဂဝိပဿနာသနိဓာရမကျောင်းတိုင်ကြီးမှာကျင်းပပြုလုပ်အပ်တဲ့465ကြိမ်မြောက်အဋ္ဌိတတရားစခန်းပမာကနေ့4ရက်မြောက်နေ့အဖြစ်သစ္စာတရားအလုပ်ပေးတရားများဟောကြားပေးမှာဖြစ်ပါတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလက်တော်ကာလတုန်းကဘုရားရှင်ကိုရောမြတ်ကြီးတာဝတိပြုံးမောစေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူနေတဲ့အချိန်ခါမှာတာဝတိမြို့တော်တွင်ကတရားလာရောက်နာယူကြတဲ့တရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာဂတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပတိမဉ္ဇဉ်သကရဂามိမဉ္ဇဉ်အနာဂามိမဉ္ဇဉ်အရဟတမဉ္ဇဉ်များအသီးသီးရရှိတော်ကြသလိုယနေ့လည်းပဲအလုံးစုံတရားနာပရိသတ်အပေါင်းတော်ကောင်းတို့သည်နာဂတရားနာဉာဏ်ကခန္ဓာဆိုင်လို့သောတပတိမဉ္ဇဉ်များရနိုင်ကြပါစေသကရဂามိမဉ္ဇဉ်များရနိုင်ကြပါစေအနာဂามိမဉ္ဇဉ်များရနိုင်ကြပါစေအရဟတမဉ္ဇဉ်များရနိုင်ကြပါစေလို့ဆန္ဒပြုရင်းနဲ့ဘုန်းကြီးများရဲ့ဓမ္မသဘင်စီစဉ်ကိုစတင်မှာဖြစ်ပါတယ်ယောဂီဘုန်းတော်ကောင်းတို့တရားကိုဖေးရှာတရားကိုမြတ်လို့တရားကိုအားကိုးလို့ရှိကြကုန်သောဓမ္မမမကဓမ္မကိုယ်တိဓမ္မသုတေတိဖြစ်ကြတဲ့ယောဂီဘုန်းတော်ကောင်းတို့၏ယခုလိုတရားရှုမှတ်နေကြခြင်းသည်တခြားလိုခြင်းလိုလားနိဗ္ဗာန်လိုခြင်းလိုလားနိဗ္ဗာန်ကဘာသစ္စာနိဗ္ဗာန်လိုခြင်းတခြားကျင့်ကြရမလားမဂ္ဂင်ကျင့်ကြရမလားမဂ္ဂင်ကျင့်ကဘာသစ္စာမဂ္ဂင်ကျင့်ကိုကျင့်ပြီးတော့တခြားတတ်ရမှာလားကိလေသာတတ်ရမှာလားကိလေသာကဘာသစ္စာကိလေသာတတ်ဖို့ရတော့တခြားကြည့်ရမှာလားယုံနာခန္ဓာကြည့်ရမှာလားယုံနာခန္ဓာကဘာသစ္စာဒုက္ခသစ္စာဖြစ်ပါတယ်နော်အဲ့တော့ကြည့်ရမယ့်ယုံနာခန္ဓာနဲ့ပတ်သက်လို့မနေ့ကအကျယ်တဝင့်ပြောပြပေးခဲ့ပါတယ်ဘာဖြစ်လို့ကြည့်တယ်လဲကိလေသာခွာဖို့အထူးသဖြင့်ဥပါဒံဆိုတဲ့ကိလေသာမလာအောင်တားတာခွာတယ်ဆိုတာတဲ့တတ်တယ်ဆိုတာတဲ့ကိလေသာမလာအောင်တားတာဘာနဲ့တားဉာဏ်နဲ့တားဘယ်လိုလုပ်တာကိလေသာပေါ်မဲ့နေရာမှာကိလေသာအစဉာဏ်ပေါ်အောင်ကြိုးစားရတာနော်ကိလေသာရောက်လာတဲ့နေရာမှာကိလေသာအစဉာဏ်ရောက်လာအောင်ကြိုးစားရတာအဲ့ဒါကိုပဲကိလေသာကိုဉာဏ်နဲ့တားတယ်လို့ဒီလိုခေါ်လိုက်တာပေါ့နော်အဲ့တော့ဘုန်းကြီးတို့ယောဂီရဲ့တဏ္ဍာမှာကိလေသာဆိုတာကဟိုးတန္တရာအစကတည်းကပါလာတာအဲ့ဒီပါလာတဲ့ကိလေသာကဒီဘဝမှာပရိသန္တိကတည်းကစဖြစ်လာတာပညာခန္ဓာမှာလားပရမခန္ဓာမှာလားမေးရင်ပရမခန္ဓာမှာစဖြစ်လာတာနည်းနည်းလေးနဲ့တဲ့အပိုင်းရောက်လာပြီဆိုတော့အေးစေးစေးလေးတတိလေးကပ်ပြီးတော့နားထောင်ကြဖို့ဘုန်းကြီးကတိုက်တွန်းပါတယ်ပုံမှန်အဖြစ်ဆိုရင်ပညာခန္ဓာကြီးကိုပဲကိလေသာကတ်တယ်လို့ထင်နေကြတာပေါ့နော်ဟိုနေ့ကလည်းပြောခဲ့ပါတယ်ဒုတိယမြောက်နေ့မှာဥပါဒံကတ်တယ်ဆိုတာပညာခန္ဓာကြီးကိုကတ်တယ်လို့ထင်နေကြတာတကယ်ကပညာခန္ဓာကိုကတ်တာလားပရမခန္ဓာကိုကတ်တာလားပရမခန္ဓာကိုကတ်တာနော်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုမာဂန္ဒီဘုံနာကြီးက
သူ့ရဲ့သမီးနဲ့ပိစားဖို့သဘောကျတယ်တမန်အဖြစ်ကြည့်ရင်ပညာခန္ဓာကိုသဘောကျတယ်လို့ထင်เสียရှိတာပေါ့တကယ်ကသဘောကျတာဘသူကသဘောကျအဲ့ဒီတော့တစ်ဖက်ကမြတ်စွာဘုရားတစ်ဖက်ကမာဂန္ဒီဟုတ်တယ်မလားမာဂန္ဒီကမြတ်စွာဘုရားကိုသဘောကျတာမာဂန္ဒီကမြတ်စွာဘုရားကိုသဘောကျတယ်ဆိုရင်မာဂန္ဒီကပညာလားပရမလားမြတ်စွာဘုရားကလည်းပညာချင်းသဘောကျတဲ့အဓိပ္ပာယ်ပေါ့မာဂန္ဒီကမြတ်စွာဘုရားကိုသဘောကျတယ်ဆိုရင်မာဂန္ဒီသည်တဏှာလားတဏှာကမာဂန္ဒီလားမဟုတ်ပါဘူးเนาะမာဂန္ဒီကမာဂန္ဒီပဲတဏှာမှမဟုတ်ပဲဒါဖြင့်ဒိဋ္ဌိကကောမာဂန္ဒီလားဒိဋ္ဌိလည်းမာဂန္ဒီမဟုတ်ဘူးဒါဖြင့်ဥပါဒံကကောမာဂန္ဒီလားဘုန်းကြီးတို့ယောဂီတွေမြင်တာကဘယ်လိုကိုမြင်လဲမာဂန္ဒီကိုမြင်တယ်စဉ်းစားမာဂန္ဒီကမြတ်စွာဘုရားကိုသဘောကျတယ်မာဂန္ဒီကလည်းပညာမြတ်စွာဘုရားကလည်းပညာချင်းသဘောကျတယ်ဆိုတာဘလုံးမဖြစ်နိုင်ပညာဆိုတာဘာမှသိတတ်တဲ့သဘောမရှိဘူးဟုတ်တယ်မလားဘာမှသိတတ်တဲ့သဘောမရှိတဲ့အတွက်ပညာကနေပညာတစ်ခုကိုသဘောကျတယ်ဆိုတာဘလုံးမဖြစ်နိုင်ဒါဖြင့်မာဂန္ဒီဘက်မှာသဘောကျတာဘာလို့လဲလို့ရှာကြည့်လိုက်တော့ဥပါဒံဘာလို့လဲဆိုတော့တဏှာနဲ့ဒိဋ္ဌိတဏှာဒိဋ္ဌိဥပါဒံတဏှုပါဒံနဲ့ဒိဋ္ဌုပါဒံဟောတကယ်အစ်မှာတော့တွေ့ပြီနော်မာဂန္ဒီဘက်မှာမာဂန္ဒီပုံနာကြီးကိုယူရမှာလားတဏှာဒိဋ္ဌိကိုယူရမှာလားမာဂန္ဒီကိုယူလို့ရမလားမာဂန္ဒီကိုယူလို့မရလို့တဏှာဒိဋ္ဌိကိုယူလိုက်တာပေါ့အဲ့ဒီလိုသောဘက်ကလည်းမြတ်စွာဘုရားကိုယူရမှာလားမြတ်စွာဘုရားရဲ့တန်တမှာရှိတဲ့ခန္ဓာ၅ပါးကိုယူရမှာလားဟောဒီဘက်ကပညာဆိုရင်ဟိုဘက်ကပညာဒီဘက်ကပရမတ်ဆိုရင်ဟိုဘက်ကလည်းဓမ္မတဲ့မှာပေါ့နော်စဉ်းစားပါမာဂန္ဒီဘက်ကိုတော့တဏှာဥပါဒံလို့ပြောပြီးတော့မြတ်စွာဘုရားပဲကြမှာမြတ်စွာဘုရားပုံမှန်တဲ့ပညာကြည့်ပါလို့ပြောရင်မတက်ဘူးဟုတ်တယ်မလားမတက်ဘူးဒီဘက်ကပညာယူဘက်ကလည်းပညာယူဟုတ်တယ်မလားမြတ်စွာဘုရားကဘက်ကိုပုံမှန်တဲ့ပညာကိုယူရင်မာဂန္ဒီဘက်ကိုလည်းမာဂန္ဒီဆိုတဲ့ပညာကိုပဲယူအဲ့ဒါဆိုတော့တဲ့တာပေါ့နော်အဲ့ဒါဆိုတဲ့တာပေါ့မာဂန္ဒီဘက်ကိုတော့ပညာမယူပါနဲ့ပရမတ်ကိုယူပါမြတ်စွာဘုရားပဲကြမ်းမှာပညာကိုယူပါတယ်ဆိုရင်မတည့်ဘူးဘလုံးမှအစစ်မပြည့်ဘူးနော်ဘလုံးမှအစစ်မပြည့်ဘူးအဲ့ဒါကြောင့်မလို့မာဂန္ဒီဘက်ကိုလည်းပရမတ်ယူမယ်မြတ်စွာဘုရားဘက်ကိုလည်းပရမတ်ယူမယ်ဓမ္မတက်မှာပေါ့အဲ့ဒါကြောင့်မလို့မာဂန္ဒီရဲ့တဏ္ဍာမရှိတဲ့တဏှာဒိဋ္ဌိဆိုတဲ့ဥပါဒံကမြတ်စွာဘုရားရဲ့တဏ္ဍာမရှိတဲ့ခန္ဓာ၅ပါးကိုဆွဲတာပါတဏှာနဲ့ဆွဲတယ်ဒိဋ္ဌိနဲ့ဆွဲတယ်ဓမ္မပရမတ်ချင်းတဲ့မှာပေါ့နော်ပရမတ်ချင်းတဲ့မှာပေါ့အဲ့ဒါကြောင့်မလို့မာဂန္ဒီရဲ့တဏ္ဍာမရှိတဲ့တဏှာဥပါဒံဆိုတဲ့တဏှာဒိဋ္ဌိဆိုတဲ့ဥပါဒံကမြတ်စွာဘုရားတဏှာမရှိတဲ့ခန္ဓာ၅ပါးကိုဆွဲတာပါဟုတ်တယ်မလားခန္ဓာ၅ပါးကိုဆွဲတာပါဒါကြောင့်ဥပါဒံရဲ့အာယုံပြုရာဖြစ်လို့ဥပါဒံနဲ့ခန္ဓာလို့ပြောတဲ့နေရာမှာမြတ်စွာဘုရားပုံမှန်တရားကြီးကို
ပြောမလားခန္ဓာ၅ပါးကိုပြောမလားခန္ဓာ၅ပါးသည်သာလည်းဥပါဒနဲ့ခန္ဓာဖြစ်ပါတယ်ပုံမတရံจิกဥပါဒနဲ့ခန္ဓာမဟုတ်ပါဘူးဟုတ်တယ်မလားအဲ့ဒီလိုပဲဘုန်းကြီးတို့ယောဂီတွေရဲ့တန်တမှာဘုန်းကြီးတို့ယောဂီတွေကဘုန်းကြီးတို့ရဲ့သာသမီဘုန်းကြီးတို့ယောဂီတွေရဲ့သာသမီတွေကိုတဏှာဒိဋ္ဌိနဲ့ဆွဲတယ်ဆိုကြပါစို့နော်ဒါကသားလေးဟာဒါကသမီးလေးဟာဒါကဇနီးဟာဒါကခင်ပွန်းဟာဒီလိုမလားတဏှာနဲ့လည်းမဆွဲဘူးလားဆွဲတာပဲဒိဋ္ဌိနဲ့လည်းမဆွဲဘူးလားဆွဲတာပဲတဏှာဒိဋ္ဌိကတခြားလားဥပါဒံလားဘုန်းကြီးတို့ယောဂီတွေရဲ့တန်တမှာဘုန်းကြီးတို့ယောဂီတွေရဲ့ပုံမတနာကိုမယူဘဲနဲ့တဏှာဒိဋ္ဌိဆိုတဲ့ဥပါဒံကိုယူကြမယ်ဆိုရင်သာသမီကြမှာပုံပန်းတရာကိုယူရင်အစဉ်ပြေပါပြေဘူးထောင်တိုင်းကြီးဖြစ်နေနော်လွဲနေဘုန်းကြီးတို့ဘက်ကဘုန်းကြီးတို့ယောဂီတွေဘက်ကပုံပန်းတရာကိုယူရင်တော့သာသမီကိုလည်းပုံပန်းတရာယူပေါ့အမေကသားကိုခင်တယ်ဒါဆိုရင်တဲ့တယ်အဖေကသားကိုခင်တယ်ဒါဆိုရင်လည်းတဲ့တယ်ဟုတ်တယ်မလားအမေကသားကိုခင်တယ်အဖေကသားကိုခင်တယ်အမေဖေးစရာလည်းပညာသာသမီစရာလည်းပညာချင်းခင်တာနော်ပညာချင်းခင်တာဒါဆိုရင်ဥပါဒံနယ်ပယ်ထဲမှာထဲလို့ရပါမလားမရဘူးပညာချင်းသွားခင်တာနော်ဒီတော့ပညာချင်းကြတော့လေတကယ်ကြတော့ခင်တယ်လို့ပြောလို့မရပြန်ဘူးတကယ်ကြတော့ဘုန်းကြီးတို့ယောဂီတွေရဲ့တန်တမ်းမှာရှိတဲ့တဏှာနဲ့ဒိဋ္ဌိကမှသာဆိုတဲ့အစွဲလေးရှိတာသမီးဆိုတဲ့အစွဲလေးရှိတာခင်တယ်ဆိုတဲ့အစွဲလေးရှိတာပုဂ္ဂိုလ်ကခင်တာလားဓမ္မကခင်တာလားမျက်မြင်အဖြစ်ပြောရင်ပုဂ္ဂိုလ်ကခင်တယ်လို့ပြောမှာပေါ့သဘာဝအနေနဲ့ပြောရင်ဘယ်လိုကခင်ဒါတော့ဘုန်းကြီးတို့ပရိသတ်တွေရဲ့တန်တမ်းမှာဓမ္မကိုယူရင်ခင်ခံရတဲ့ပုဂ္ဂိုလ်ရဲ့တန်တမ်းမှာလည်းပဲပုဂ္ဂိုလ်ယူမလားဓမ္မယူမလားအဲ့ဒီတော့ဘုန်းကြီးတို့ယောဂီတွေကသားကိုခင်တယ်ဆိုတာဟာဒါကတင်စားပြောတာပါဒီလိုပြောပေါ့နော်တင်စားပြောတာပါပြောတော့ပြောနေတာပဲပြောတဲ့အတိုင်းလည်းနားလည်နေကြတာပဲဟာအမေကသားကိုခင်တယ်အဖေကသားကိုခင်တယ်ဒါပြောတော့ပြောနေကြတာပဲပြောတဲ့အတိုင်းလည်းနားလည်နေကြတာပဲအဲ့ဒီလိုနားလည်တော့တကယ်အဖေကြီးကအမေကြီးကတကယ်သားကြီးကိုခင်တာဟုတ်ရလားမဟုတ်ဘူးဒါကတင်စားပြောတာနော်ဥပ္ပစာနိနဲ့တင်စားပြောတာတကယ်ကအမေဖေရဲ့တဏ္ဍမှာရှိတဲ့တဏှာဒိဋ္ဌိဥပါဒံကသာသမီရဲ့တဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးကိုခင်တာပါဟုတ်တယ်မလားခန္ဓာ၅ပါးကိုခင်တာပါဒီလိုပြောမှတဲ့တယ်ဟုတ်တယ်မလားအဲ့ဒီလိုဆိုရင်ဘုန်းကြီးတို့ယောဂီတွေရဲ့တဏ္ဍမှာရှိတဲ့ဥပါဒံကသာသမီရဲ့တဏ္ဍမှာရှိတဲ့တဏှာဒိဋ္ဌိကိုဆွဲတာပုဂ္ဂိုလ်ကိုဆွဲတာလားဓမ္မကိုဆွဲတာအစင်မှန်ကဓမ္မကိုဆွဲတာနော်အစင်မှန်ကဓမ္မကိုဆွဲတာအဲ့ဒီတော့ခဲကောင်းပြီဒါဖြင့်နောက်တစ်မျိုးပြောဘုန်းကြီးယောဂီတွေရဲ့တဏ္ဍမှာရှိတဲ့တဏှာဥပါဒံကဓမ္မတရားတဏှာကလည်းဓမ္မတရားဒိဋ္ဌိကလည်းဓမ္မတရားဆိုတော့စိတ်နဲ့မကင်းဘူးပေါ့နော်စိတ်ပါတာပေါ့ဟုတ်ပြီသာသမီရဲ့တဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးကိုသိလို့လားမြင်လို့လားမမြင်ပါဘူးမြင်လားမမြင်ပါဘူးအခုပဲကြည့်လေဘုန်းကြီးတို့ယောဂီတွေဉာဏ်နဲ့ရှုနေတယ်ကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာကိုရှုတာလားသာသမီရဲ့ခန္ဓာကိုရှုတာလားကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာကိုပဲရှုလို့ရတယ်
ကိုယ်တဏ္ဍမှာရှိတဲ့ခန္ဓာကိုယ်ပဲမြင်လို့ရတယ်သာသမီခန္ဓာမှာရှိတဲ့ခန္ဓာကိုရှုလို့မရဘူးသာသမီရဲ့ခန္ဓာမှာရှိတဲ့ခန္ဓာကိုမြင်လို့မရပါဘူးသူတစ်ပါးရဲ့တဏ္ဍမှာရှိတဲ့ယုံနာပရမတ်ကိုမြင်တယ်ဆိုတာမြင်နိုင်ပါဘယ်လိုပုဂ္ဂိုလ်မျိုးတွေမှမြင်တော့အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်မှမြင်တာတဲ့ဘယ်ပုဂ္ဂိုလ်လဲအဘိညာဉ်အဘိညာအဘိကလွန်လွန်ကဲကဲဖြစ်တဲ့ညာကညာအသိလွန်လွန်ကဲကဲသိတဲ့အသိသူများနဲ့မတူတဲ့အသိနော်သူများနဲ့မတူတဲ့အသိရှိတဲ့ပုဂ္ဂိုလ်တွေမှာကြည့်လို့ရဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာအဲ့ဒီအဘိညာဉ်ရှိလားမရှိရင်သူတစ်ပါးရဲ့တဏ္ဍာမှာရှိတဲ့ယုံနာကိုသွားကြည့်လို့ရပါမလားမရဒါဖြင့်ဘုန်းကြီးယောဂီတွေကရဲ့တဏ္ဍာမှာရှိတဲ့ဉာဏ်ကဘယ်လိုကိုမြင်တယ်လဲဆိုရင်ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုပဲမြင်လို့ရပါတယ်စဉ်းစားနော်အခုနပရမစကားကဘာလဲဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာရှိတဲ့ဥပါဒံကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာကိုဆွဲတာပါပရမချင်းဆွဲတာပါဒီစကားပြောခဲ့တယ်နော်အဲ့ဒီစကားကိုပြန်ပြီးတော့သုံးသပ်ကြည့်လိုက်တော့လည်းပဲကိုယ်တဏ္ဍာမှာရှိတဲ့ဉာဏ်ကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုဆွဲလို့ရလားကိုယ်တဏ္ဍာမှာရှိတဲ့ဥပါဒံကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုဆွဲလို့ရလားမရဘူးသရဝတဏ္ဍာဖြစ်နေတာကိုဟုတ်တယ်မလားသရဝတဏ္ဍာဖြစ်နေတာကိုဉာဏ်လည်းတူတူပဲလေကိုယ်တဏ္ဍာမှာရှိတဲ့ဉာဏ်ကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ယုံနာကိုရှုလို့မှလို့ရလားမရဘူးဟာဒီလိုဆိုတော့ခက်တော့ခက်နေတာပဲเนาะဘုန်းကြီးတို့ယောဂီတွေဆိုတဲ့ပညာခန္ဓာကြီးကသာသမီဆိုတဲ့ပညာခန္ဓာကိုဆွဲတာလည်းမဟုတ်ဘူးဘုန်းကြီးတို့ယောဂီတွေရဲ့တဏ္ဍာမှာရှိတဲ့ပရမတ်ခန္ဓာတဏ္ဍာဒိဋ္ဌိကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ပရမတ်ခန္ဓာကိုဆွဲတာလားမေးတော့လည်းပဲပရမတ်ချင်းတော့ဟုတ်နေတာပဲဒါပေမဲ့လည်းပဲသရဝတဏ္ဍာမှာရှိတဲ့ခန္ဓာကိုဆွဲဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဖြစ်နိုင်လားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးတရားစဉ်းစားနော်ဒါဖြင့်ဘုန်းကြီးတို့ယောဂီတွေကဘုန်းကြီးတို့သာသမီရဲ့တဏ္ဍာမှာဘာကိုဆွဲတာလဲဒါလည်းကသိရေးကြည့်တယ်နော်ဒါလည်းကသိရေးကြည့်တယ်အဘိဓမ္မာသဘောနားမလဲရင်အတော့ရှုပ်တယ်တကယ်ကြဘုန်းကြီးမနေ့ကပြောခဲ့တယ်ဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာဣရိတာပဲဖြစ်ဖြစ်ဉာဏ်ပဲဖြစ်ဖြစ်တရားနဲ့ရှင်းတာလားစိတ်နဲ့ရှင်းတာဒါသိကြတယ်နော်ဒါအလုံးသိပြီသားဣရိတာဆိုတဲ့ဘာနဲ့ရှင်းဉာဏ်ဆိုတဲ့ဘာနဲ့ရှင်းစိတ်နဲ့ရှင်းတာဟုတ်တယ်မလားအဲ့ဒီတော့ဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာစိတ်ကလေးဖြစ်တယ်ပြတ်သွားတယ်နောက်တစ်ခုဖြစ်တယ်ပြတ်သွားတယ်နောက်တစ်ခုဖြစ်တယ်ပြတ်သွားတယ်အဲ့ဒီလိုဖြစ်သွားတဲ့စိတ်ထဲမှာဘယ်သူလာကတ်လဲကိလေသာကတ်တယ်ပဲဆိုကြပါစို့ညာတော့မကတ်နိုင်သေးဘူးကိလေသာဆိုတော့တဏှာဒိဋ္ဌိကတ်တယ်ပေါ့ဥပါဒံကတ်တယ်ပေါ့ဟုတ်တယ်မလားအဲ့ဒီဥပါဒံကကဲသာသမီရဲ့ပုံမှန်တရံကိုဆွဲတာလားမေးတော့ဟုတ်သလားဟုတ်သလားခုနမဟုတ်ဘူးလို့ပြောခဲ့တယ်လေဘုန်းကြီးယောဂီရဲ့တဏ္ဍာမှာရှိတဲ့တဏှာဒိဋ္ဌိဥပါဒံကဘုန်းကြီးတို့သာသမီတွေရဲ့ပုံမှန်တရံပညာကြီးကိုဆွဲတာလားမဟုတ်ဘူးနော်မာဂန္ဒီပုံနာကြီးရဲ့တဏ္ဍာမှာရှိတဲ့ဥပါဒံကမြတ်စွာဘုရားရဲ့ပုံမှန်တရံကြီးကိုဆွဲတာလားမဟုတ်ပါဘူးဒါဖြင့်ဖြစ်နိုင်တာကပရမတ်အချင်းချင်းပေါ့နော်ဒါဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာရှိတဲ့တဏှာဒိဋ္ဌိဥပါဒံကသာသမီရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုဆွဲတယ်ဆိုရင်တော့ပရမတ်ချင်းမို့လို့လက်ခံနိုင်တဲ့အဓိပ္ပာယ်မရောက်ဘူးလားရောက်ဒါပြမဟုတ်သေးဘူး
မဟုတ်သေးပြန်ဘူးဘာဖြစ်လို့တော့ဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာရှိတဲ့ဉာဏ်ပဲဖြစ်ဖြစ်ကိလေသာပဲဖြစ်ဖြစ်တဏှာပဲဖြစ်ဖြစ်ဒိဋ္ဌိပဲဖြစ်ဖြစ်ဥပါဒံပဲပြောဘာပဲပြောသူတော်ဘာရဲ့တဏ္ဍာမှာရှိတဲ့ခန္ဓာကိုဘလို့မှမစွမ်းနိုင်ဘူးသူတော်ဘာရဲ့တဏ္ဍာမှာရှိတဲ့ယုံနာခန္ဓာသိကိုမသိဘူးမြင်ကိုမမြင်ဘူးသိမှမသိပဲမြင်မှမမြင်ပဲဘလို့လို့စွဲမလဲဒါလည်းမဟုတ်ပြန်ဘူးနှစ်ချက်လုံးမဟုတ်ဘူးနော်နံပါတ်1ကပါလဲပညာချင်းဆွဲတာဟုတ်သလားမဟုတ်ဘူးနောက်တစ်ခါပရမတ်ကပညာကိုဆွဲတာလားပရမတ်ချင်းဆွဲတာလားဒါလည်းမဟုတ်ပြန်ဘူးပရမတ်ချင်းဆွဲတယ်ဆိုရင်ဖြစ်နိုင်တယ်လို့တော့အခုနပြောခဲ့ဘူးလားပြောခဲ့လားတကယ်ဖြစ်လားဖြစ်ဘူးတကယ်မဖြစ်ဘူးဘာဖြစ်လို့တော့ဘုန်းကြီးယောဂီတွေရဲ့တဏ္ဍာမှာရှိတဲ့ပရမတ်ဆိုတဲ့ကိလေသာသုံးဖို့ဉာဏ်အဲ့ဒီကိလေသာကသူတော်ဘာရဲ့တဏ္ဍာမှာရှိတဲ့ယုံနာခန္ဓာကိုလှမ်းပြီးတော့ကြည့်လို့မှမရပဲကြည့်လို့ရလို့လားမရပါဘူးသူတော်ဘာရဲ့တဏ္ဍာမှာဘယ်စိတ်တွေဖြစ်နေတယ်ဘယ်စိတ်တွေဖြစ်နေတယ်ဘယ်ရုပ်တွေဖြစ်နေတယ်ကြည့်လို့ရလို့လားဘုန်းကြီးယောဂီတွေကြည့်လို့ရတာပညာယုတ်ကြည့်ပဲကြည့်လို့ရတာလေပူတဲ့သဘောလေးကြည့်လို့ရလားအေးတဲ့သဘောလေးကြည့်လို့ရလားနာတဲ့သဘောလေးကြည့်လို့ရလားအဲ့ဒါတခြားလားပရမတ်ယုတ်ပရမတ်ယုတ်ကိုကြည့်လို့ရလားရတာကဘာယုတ်လဲပညာယုတ်ကြည့်ပဲရတာဒါပညာနဲ့လည်းစကားပြောလို့မရဘူးပရမတ်ချင်းချင်းလည်းဆွဲလို့မရဘူးဒါဖြင့်ဆွဲတဲ့သလားဘယ်လိုဆွဲတာတော့ဟုတ်ပြီလေတဏှာဥပါဒံနဲ့ဆွဲတယ်ဘာကိုဆွဲတာတော့ဆိုရင်ကိုယ်တဏ္ဍာမှာရှိတဲ့ပရမတ်ကိုဆွဲတာဘာလဲကိုယ်တဏ္ဍာမှာရှိတဲ့စဉ်းစားတော့ဘုန်းတော်ပရိသတ်တွေကိုယ်ဆောင်ကိုပြန်ရောက်သွားရင်လည်းတိတိကျကျပြန်စဉ်းစားပါနော်အရင်ကဇာဝနာဝရှိတဲ့ပုဂ္ဂိုလ်တွေလည်းဘာကောင်းပါလိမ့်မယ်အဘိဓမ္မာသဘောတရားဒီမေကောင်းမရှိတဲ့ပုဂ္ဂိုလ်တွေလည်းဘာကောင်းပါလိမ့်မယ်နော်ကိုယ်တဏ္ဍာမှာရှိတဲ့တဏှာဒိဋ္ဌိကတရဝတဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုဘလို့မှမဆွဲနိုင်ပါဘူးဒါဖြင့်ဘလို့ကိုဆွဲမလဲကိုယ်တဏ္ဍာမှာရှိတဲ့တဏှာဒိဋ္ဌိကကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာကိုပဲပြန်ဆွဲမှာပဲစဉ်းစားလို့ရလားရတယ်နော်မရလဲအဲ့ဒီတည်းမှမှတ်ထားကိုယ်တဏ္ဍာမှာရှိတဲ့တဏှာဒိဋ္ဌိကကိုယ်တဏ္ဍာမှာရှိတဲ့ဘာကိုဆွဲခန္ဓာကိုဆွဲခန္ဓာ၅ပါးမှာအဓိကဘယ်လိုလဲစိတ်ကိုဆွဲတာကိုယ်စိတ်ကိုပြန်ဆွဲနေတာကိုယ်စိတ်ကိုပြန်ဆွဲနေတာဟုတ်တယ်မလားဘာလဲကိုယ်စိတ်ကိုပြန်ဆွဲနေပြီမဲ့စိတ်တစ်မျိုးတည်းလားဆိုတော့ဒီလိုတော့မဟုတ်ဘူးခန္ဓာ၅ပါးဟုတ်တယ်မလားခန္ဓာ၅ပါးဒါကြောင့်မလို့မနေ့ကပြောခဲ့တယ်သကုလောကေပိယရူပံတတရူပံဣတိသာဒနာဥပိသမနာဥပိသတိနိဝိသမနာနိဝိသတိကိုယ်တဏ္ဍာမှာရှိတဲ့တဏှာကကိုယ်တဏ္ဍာမှာရှိတဲ့မျက်စိကြည့်ကိုဆွဲတာနံပါတ်1သူတော်ဘာတဏ္ဍာမှာရှိတဲ့မျက်လုံးကလေးလှလိုက်တာလို့သွားဆွဲတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့မျက်စိကြည့်ကိုဆွဲတာဟုတ်တယ်မလားနောက်တစ်ခုဘာကိုဆွဲလဲကိုယ်တဏ္ဍာမှာရှိတဲ့အဆင်းကိုဆွဲတာနောက်တစ်ခုဘာလဲကိုယ်တဏ္ဍာမှာရှိတဲ့မြင်စိတ်ကိုဆွဲတာဟုတ်တယ်မလားကိုယ်တဏ္ဍာမှာရှိတဲ့မြင်စိတ်ကိုဆွဲတာအဲ့ဒီတော့ကိုယ်တဏ္ဍာမှာရှိတဲ့မြင်စိတ်ကကဲပြောသမှာအောင်မြင်စိတ်ဘာကြောင့်ဖြစ်အာယုံဓဝါရတိုက်လို့ဖြစ်တယ်မျက်စိကြည့်နဲ့အဆင်းနဲ့တိုက်လို့ဖြစ်တာဘာကိုမြင်တော့ဟုတ်ပြီအဆင်းကိုမြင်တာနော်ကဲဘုန်းကြီးတို့ယောဂီတွေကဘုန်းကြီးတို့ရဲ့သာသမီကိုလှမ်းကြည့်လိုက်တယ်တဏှာလေးဖြစ်လိုက်တယ်ခင်လိုက်တယ်ငါသားဆိုတဲ့ဒိဋ္ဌိလေးဖြစ်လိုက်တယ်ဆွဲလိုက်တယ်အခုပဲပြောပြီလေမြင်စိတ်ဒီဘလို့ကိုမြင်တာလဲ
သားသမီးကိုမြင်တာလားသားသမီးဆိုတာကကိုယ့်ဘာသာကိုနာမည်တက်လိုက်တာဟုတ်တယ်မလားကိုယ့်ဘာသာကိုနာမည်တက်လိုက်တာတကယ်မြင်တာကဘယ်လိုကိုမြင်တာလဲတဘောပေါက်လားအဆင်းကိုပဲမြင်တာလူကိုမြင်တာမဟုတ်ဘူးအဆင်းကိုမြင်ရင်းနဲ့မှအဆင်းရဲ့တရားဖြစ်တဲ့ပုံမှန်တရားပညာကြီးကိုလည်းပဲမြင်တယ်လို့ခေါ်လိုက်တာဒါခုနပြောတဲ့ဥပ္ပစာဟုတ်တယ်မလားဥပ္ပစာစကားဆိုတာအဲ့ဒါပြောတာနော်တင်စားပြောတာတကယ်မြင်တာကသာသမီရဲ့တန်တမာရှိတဲ့အဆင်းကိုမြင်တာဒါပေမဲ့ဖွင့်တဲ့ယောဂီတွေကဘလို့ထင်သာသမီကိုမြင်တယ်လို့မထင်ဘူးလားသာသမီကပညာလားပရမတ်လားပညာကြည့်မြင်တာဟုတ်ရလားဘာကိုမြင်တာလဲအစင်းသရပညာလားပရမတ်လားပရမတ်ကိုမြင်တာဘယ်လိုကမြင်မြင်စေကမြင်မြင်စေကဘာမှရှိဖွင့်တို့ရဲ့တန်တမာရှိတာဖွင့်တဲ့ယောဂီတို့ရဲ့တန်တမာလှမ်းကြည့်လိုက်တယ်မြင်တယ်ဘာစိတ်ဖြစ်မြင်စိတ်ဖြစ်ဟောမြင်စိတ်ကကိုယ်တဏ္ဍာမှာဖြစ်တာမြင်စိတ်ကကိုယ်တဏ္ဍာမှာဖြစ်တာဟုတ်တယ်မလားမြင်စိတ်ကကိုယ်တဏ္ဍာမှာဖြစ်တာဒီလိုမလားမြင်စိတ်ကကိုယ်တဏ္ဍာမှာဖြစ်တော့ဘာကိုမြင်လဲသာသမီရဲ့တဏ္ဍာမှာရှိတဲ့အဆင်းကိုမြင်တာအဲ့ဒီမြင်စိတ်ထဲမှာအဝိဇ္ဇာလေးကပ်နေလိုက်တဲ့အခါကျတော့အဆင်းဆိုတဲ့ရုပ်ကိုမြင်တယ်လို့သိလားဒါပေမဲ့ဘယ်လိုသိနေလဲသားကိုမြင်တယ်သားကိုမြင်တယ်လို့သိတာဘယ်လိုကသိသားလို့ပြောတာဘယ်လိုကဒိဋ္ဌိဘယ်လိုနဲ့တွဲနေတဲ့ဒိဋ္ဌိလဲမြင်စိမ့်နဲ့တွဲနေတဲ့ဒိဋ္ဌိသားလို့ဆွဲတာစိတ်ကဆွဲတာမဟုတ်ဘူးလေဒိဋ္ဌိကဆွဲတာသားလို့မြင်တာဘယ်လိုကမြင်တာလဲဒိဋ္ဌိကမြင်တာသားလားအဆင်းလားအဆင်းဖြစ်ရတာနဲ့ဘာဖြစ်လို့သားလို့ပြောရတာတော့အဆင်းကိုမသိလို့ပေါ့ဘာဖြစ်လို့မသိတော့အဝိဇ္ဇာရှိနေလို့ပေါ့ဟုတ်ရဲ့လားအဝိဇ္ဇာကဗမာကမြင်စိတ်မှာကဗမာကလည်းမြင်စိတ်မှာဒီတော့မြင်စိတ်မှာဝိဇ္ဇာကနေသည့်အတွက်အဆင်းကိုကြည့်ပေးမဲ့အစင်းကိုမမြင်ပါဘူးအဝိဇ္ဇာကတ်လိုက်တော့နောက်ထပ်ဘယ်လိုလာလဲဒိဋ္ဌိကလာတယ်ဒိဋ္ဌိရောက်လာတဲ့အခါကျတော့လှမ်းကြည့်လိုက်တယ်အစင်းကိုတော့မတွေ့ဘူးဟေ့ဟာကိစ္စမရှိဘူးအစင်းမတွေ့ရင်ဒိဋ္ဌိကဘယ်လိုတွေ့တယ်လို့ပြောသားကိုတွေ့တယ်သားကိုတွေ့တယ်လို့ဘယ်လိုကပြောလိုက်တာလဲဒိဋ္ဌိကပြောလိုက်တာတကယ်တွေ့တာကသားတွေ့တာလားအဆင်းတွေ့တာအဆင်းတွေ့တယ်လို့မှန်ပေမဲ့ဘာဖြစ်လို့အဆင်းတွေ့တယ်လို့မပြောတာလဲဝိဇ္ဇာရှိလို့သားလို့ပြောလိုက်တာဘလူလက်ချက်ခင်တယ်လို့ပြောတာဘလူလက်ချက်လဲဟောတတော်မြင်စိတ်ထဲမှာဝိဇ္ဇာလည်းရှိတယ်ဒိဋ္ဌိလည်းရှိတယ်တဏှာလည်းရှိတယ်ဒါကြောင့်မလို့သားဖြစ်သွားတာဒီလိုမလားသားဖြစ်သွားတာဘလူကမြင်စေကမြင်စေတဲ့မှာဘလူတွေပါဝိဇ္ဇာလည်းပါတယ်ဒိဋ္ဌိလည်းပါတယ်တဏှာလည်းပါတယ်စိတ်ရဲ့စိတ်ထဲမှာဒိဋ္ဌိရဲ့ဝိဇ္ဇာရဲ့တဏှာရဲ့သူတို့နဲ့လှမ်းကြည့်လိုက်တော့သားဖြစ်သွားတာခင်စရာကောင်းတဲ့သားချစ်စရာကောင်းတဲ့သားဒီလိုဖြစ်သွားတာတကယ်ကြတော့သားလည်းမဟုတ်ဘူးအစင်ပုံမသရာကြီးကပညာအစင်ကပရမတ်မာဂဏီပေါနာကြီးမြတ်စွာဘုရားကိုမြင်လိုက်တယ်မြတ်စွာဘုရားကိုခင်လိုက်တယ်ငါသက်မဲ့ဖြစ်ရင်ကောင်းမှာပဲဆိုတဲ့ဒိဋ္ဌိနဲ့ဆွဲလိုက်တယ်မာဂဏီကဆွဲတာလားကိလေသာကဆွဲတာကိလေသာတရားတရားလားတဏှာဒိဋ္ဌိလားအဲ့ဒီတဏှာဒိဋ္ဌိမာဂန္ဒီစီမှာဘယ်နေရာမှာဖြစ်တာဘယ်နေရာမှာဖြစ်တယ်ဘယ်စိတ်မှာဖြစ်မြင်စိတ်မှာဖြစ်တာ
လှမ်းကြည့်လိုက်တဲ့မြေစိတ်ထဲမှာတဏှာလည်းပါတယ်ဒိဋ္ဌိလည်းပါတယ်အဝိဇ္ဇာလည်းပါတယ်အဝိဇ္ဇာကတော့ရှေ့ကမြင်ကွင်းကိုဘာမှမသိအောင်ဖုံးယုံပဲဖုံးတာဆွဲတာကတဏှာနဲ့ဒိဋ္ဌိဒီလိုမလားတကယ်မြင်လိုက်တာကမြတ်စွာဘုရားကိုမြင်လိုက်တာလားအစင်းကိုမြင်လိုက်တာလားအစင်းကိုမြင်လိုက်တာအစင်းကိုမြင်လိုက်တာဆိုပေမဲ့လည်းပဲသူတစ်ပါးရဲ့တဏှာမှာရှိတဲ့အစင်းဖြစ်တဲ့အတွက်အမှန်တမ်းမြင်ရလားမမြင်ဘူးမြင်ချင်းမြင်ရင်ကိုယ်တဏှာမှာရှိတဲ့အစင်းကိုပဲမြင်မှာသူတစ်ပါးတဏှာမှာရှိတဲ့အစင်းကိုမြင်မှာမလားမမြင်တော့အဝိဇ္ဇာပေါ့အဝိဇ္ဇာကမမြင်တော့ဘယ်လိုကနာမည်ပေးလိုက်လဲဘယ်လိုနာမည်ပေးလိုက်လဲသာသမီးမဂ္ဂဏီမောနာကြီးကဘယ်လိုနာမည်ပေးလိုက်လဲငါသမက်ဖြစ်ရင်ကောင်းပါပဲဟုတ်တယ်မလားငါသမက်ဖြစ်ရင်ကောင်းပါပဲဆိုတာကဒိဋ္ဌိတဏှာဒိဋ္ဌိကလည်းဆွဲလိုက်တာဟုတ်တယ်မလားတဏှာဒိဋ္ဌိကလည်းဆွဲလိုက်တာဘယ်လိုကလည်းဆွဲလိုက်လဲမြတ်စွာဘုရားကိုဆွဲတာလားအစင်းကိုဆွဲတာဘယ်လိုကိုဆွဲတာလဲအစင်းကိုဆွဲတာဟုတ်ပြီနော်အစင်းကိုဆွဲတယ်ဆွဲပြီးတော့ငါသမက်ဖြစ်ရင်ကောင်းမှာပဲဆိုတော့အဲ့ဒါဒီအစင်းကပညာလားပရမတ်လားဒီမှာရှိတဲ့ကိုယ်တဏှာသူတဏှာမှာရှိတဲ့တဏှာဒိဋ္ဌိကလည်းပညာလားပရမတ်လားပရမတ်ချင်းချင်းပဲဓာတ်ရိုက်လို့ရတာပရမတ်နဲ့ပညာသွားရိုက်လို့မရဘူးဒါဖြစ်ရင်ဒါကပရမစကားဒါအထင်နဲ့ပြောနေတာနော်အထင်နဲ့ပြောနေတာတကယ်အစစ်ကမဂ္ဂဏီတဏ္ဍမှာရှိတဲ့ကိလေသာကမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့ပရမတ်ယုံနာကိုမြင်နိုင်တဲ့စွမ်းရည်ရှိသလားမရှိဘူးမရှိပင်မရှိ냐တော့လဲဒါအထင်နဲ့ပြောလိုက်တာအထင်နဲ့ပဲပြောဘာပဲပြောပရမတ်ချင်းဆွဲတယ်လို့ပြောတာမှမှန်တယ်ပရမတ်ကနေပညာကိုဆွဲတယ်လို့ပြောရင်မမှန်ဟုတ်တယ်မလားကဲဒီလိုဆိုရင်မဂ္ဂဏီပေါနာကြီးရဲ့တဏ္ဍမှာရှိတဲ့ကိလေသာကမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့ခန္ဓာ၅ပါးကိုဆွဲလို့မရဘူးဆိုတဲ့ခုနဒုတိယစကားမရှိဘူးလားဒုတိယစကားကလေပရမစကားကအထင်နော်တကယ်ဟုတ်သလားမဟုတ်ဘူးနော်တကယ်မဟုတ်ဒီလိုဆိုရင်တကယ်မောသည့်အတွက်အဲ့ဒီစကားအတည်ယူလို့မရသေးဘူးဒီလိုဆိုရင်အတည်ယူဖို့ဆိုရင်မဂ္ဂဏီပေါနာကြီးရဲ့တဏ္ဍမှာရှိတဲ့တဏှာဒိဋ္ဌိကမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့ခန္ဓာကိုလှမ်းဆွဲလို့မရဘူးဆိုရင်ဒါပေမဲ့ဘလို့ကိုဆွဲလဲမြတ်စွာဘုရားတဏ္ဍမှာရှိတဲ့မြတ်စွာဘုရားတဏ္ဍမှာရှိတဲ့အစင်းကိုဘလို့ကမြင်လိုက်တာလဲမဂ္ဂဏီပေါနာကြီးရဲ့တဏ္ဍမှာရှိတဲ့မြင်စိတ်ကမြင်လိုက်တာဘလို့ကမြင်လိုက်တယ်ဘလို့ကမြင်စိတ်ကမြင်ဘလို့တဏ္ဍမှာရှိတဲ့မြင်စိတ်လဲမဂ္ဂဏီပေါနာကြီးရဲ့တဏ္ဍမှာရှိတဲ့မြင်စိတ်အဲ့ဒီမြင်စိတ်လည်းဖြစ်ပြီးရောနောက်ထပ်နောက်ဆက်တွဲတွေ့တော်စိတ်မလာဘူးလားလာလားမြင်စိတ်နောက်ကဘလို့လာလဲထုံးစံတော့မြင်စိတ်နောက်ကတွေ့တော်စိတ်လာတဲ့အခါကျတော့အဲ့ဒီတွေ့တော်စိတ်ကလည်းဘုရုတဏ္ဍမှာဖြစ်မဂ္ဂဏီမြင်စိတ်ကလည်းဘုရုတဏ္ဍမှာဖြစ်မဂ္ဂဏီဟောဒါကြတော့သူတို့ချင်းချင်းဖြစ်သွားပြီဘုန်းကြီးတို့ယောဂီတွေကသားကိုမြင်တယ်သားကိုဆွဲတယ်သူတော်ဘာတဏ္ဍမှာရှိတဲ့ယုံနာမို့လို့ဆွဲလို့မရဘူးမရပေမဲ့ရတယ်လို့ပြောတာသည်ဘာအနေနဲ့ပြောတာလဲအထင်အနေနဲ့ပြောတာဥပ္ပစာအနေနဲ့ပြောတာအထင်အနေနဲ့ပြောတာအထင်အနေနဲ့တော့ပြောခွင့်ရှိတယ်နော်ပြောခွင့်ရှိတယ်ဟုတ်ပြီအဲ့ဒီအထင်ကိုအတိမယူဘူးအစစ်ကိုအတိယူခြင်းပါတယ်ဆိုရင်အစစ်ဖြစ်အောင်ဘုန်းကြီးကပြောပြပေးရမှာပေါ့အစစ်ဆိုတော့အခုနဘုန်းကြီးယောဂီရဲ့တဏ္ဍမှာရှိတဲ့မြေစိတ်ကလေးကဖြစ်ပြီးတော့ပြတ်သွားတယ်ပြတ်ပြီးတော့ဘယ်လိုလာလဲတွေးစိတ်ကလေးလာတယ်ဘာစိတ်ကလေးလာလဲအဲ့ဒီတွေးတော်စိတ်ကဘယ်လိုကိုအာယုံပြုမြင်စိတ်ကိုအာယုံပြုဘယ်လိုအာယုံပြုလဲသူရှေ့မှာဖြစ်သွားတဲ့မြင်စိတ်ကိုအာယုံပြု
အဲ့ဒီမြင်စိတ်ကဖြစ်ပြီးတော့ဘာဖြစ်တော့ပြက်ပြီးတော့ဗမာတိုက်မနောမာတိုက်မြင်စိတ်ကလေးသည်ဖြစ်တယ်ဖြစ်ပြီးတော့ပြက်တယ်ပြက်ပြီးတော့ဗမာတိုက်မနောနဲ့မြင်စိတ်ဆိုတဲ့အာယုံနဲ့တိုက်လို့နောက်ထပ်တွေးစိတ်တစ်ခုထပ်ဖြစ်တာဟုတ်တယ်မလားအဲ့ဒီတွေးစိတ်ကဘလူကိုတွေးတော့စရာအာယုံကိုတွေးဟောဒီလိုကောအခုတွေးတော့စရာအာယုံကဘလူလဲခုနပြောတယ်လေမြေစိတ်ကလေးဖြစ်ပြီးတော့ပြက်တယ်ပြက်တော့ဗမာတိုက်မနောကဒွါရာမြေစိတ်ကအာယုံ6ပါးထဲမှာဘာအာယုံလဲအစင်လားအတန်လားအနန္လားရလားလားတွေးစရာလားတွေးတော့စရာလားတွေးတော့စရာသိကြစဉ်းစားနော်ဒါဘုန်းကြီးတို့ပရိစ္ဆသမုပ္ပါဏိနဲ့ပြောလို့ရှင်းတာပရိစ္ဆသမုပ္ပါဏိမပါရင်မရှင်းဘူးဟုတ်တယ်မလားအခုမြင်စိတ်သည်မနောမှတိုက်တယ်ဘာအာယုန်နေနဲ့တိုက်တာဘာအာယုန်နေနဲ့တိုက်လဲတွေးတော့စရာအာယုန်နဲ့မနောဆိုတဲ့ဓာရနဲ့တိုက်တယ်မနောနဲ့တွေးတော့စရာအာယုန်နဲ့တိုက်တော့ဘာစိတ်ပေါ့တွေးတော့စိတ်ကတခြားလားနောက်စိတ်လားသူကဘလူကိုတွေးအဲ့ဒီတွေးတော့စရာအာယုန်ကဘလူလဲခုနဘလူလဲခုနဘလူလို့ပြောခဲ့လေတွေးတော့စရာအာယုံကိုဘလူလို့ပြောခဲ့လေဟောမေ့သွားပြန်ပြီမနောကဒွါရာမြင်စိတ်ကအာယုံအဲ့ဒီအာယုံကဗမာတိုက်မနောကတခြားလားဒွါရလားမြင်စိတ်ကတခြားလားအာယုံလားအာယုံဆိုမှသူကရှိသေးတာလားပြတ်သွားတာလားပြတ်သွားပြီးတော့ဗမာတိုက်မနောကတခြားလားဒွါရလားပြတ်သွားတဲ့မြင်စိတ်ကလေးကဘာလဲဘာအာယုံလဲအာယုံ6ပါးထဲမှာဘာအာယုံလဲတွေးတော့စရာအာယုံကမြင်စိတ်ပြတ်သွားတဲ့မြင်စိတ်အရှိပိသားမဟုတ်ဘူးပြတ်သွားပြီမပြတ်ခင်တိုက်သွားတာမနောမှတိုက်ပြီးတော့မနောမှတိုက်လို့ပဲနောက်စိတ်တကူအသစ်ပေါ်တာပေါ့နောက်စိတ်ကတွေးစိတ်နောက်စိတ်ကတွေးစိတ်အဲ့ဒီတွေးစိတ်ကဘလူကိုတွေးမနောနဲ့တွေးတော့စရာအာယုံနဲ့တိုက်တော့ဘာစိတ်ပေါ့တွေးတော့စိတ်ဗမာပေါ့တွေးတော့စိတ်ဗမာပြည့်ဘာကိုတွေးတော့စရာအာယုံကိုတွေးတာအဲ့ဒီတွေးတော့စရာအာယုံကဘလူလဲမြင်စိတ်ဘလူလဲတွေးတော့စရာအာယုံကဘလူလဲမြင်စိတ်ဟုတ်တယ်မလားအဲ့ဒီမြင်စိတ်ကလေးကရှိသေးလားဘယ်ရောက်သွားလဲပြက်ပင်ပြက်သွားညာတော့လားသူ့ရဲ့သဘာဝလေးတွေလက္ခဏာလေးတွေမကြမ်းဘူးလားကြံလားအဲ့ဒီထဲမှာမြင်စိတ်တစ်ခုတည်းလားအဝိဇ္ဇာလဲဒိဋ္ဌိလဲတဏှာလဲသူတို့အပေါင်းအသင်းတွေစုပြုံပြီးတော့ဖြစ်ပြီးတော့စုပြုံပြီးတော့ပြတ်သွားတယ်လက္ခဏာလေးတွေကြံခဲ့တယ်နောက်ပေါ်တဲ့တွေးတော်စိတ်ကအဲ့ဒီမြင်စိတ်ကိုလှမ်းကြည့်လိုက်တဲ့အခါကျတော့နော်မြင်စိတ်ကိုလှမ်းကြည့်လိုက်တဲ့အခါကျတော့ခုနအဝိဇ္ဇာဒိဋ္ဌိတဏှာတို့ရဲ့အရေးငွေလေးတွေမကြံဘူးလားကြံလားအဲ့ဒီလိုကြံသည့်အတွက်တွေးတော်စိတ်ထဲမှာမြတ်စွာဘုရားရဲ့ပုံရိပ်ကယုံနံပေမဲ့ယုံနံလို့မမြင်ဘူးအဖြစ်လို့တော့အဝိဇ္ဇာရဲ့ပုံရိပ်ကလေးရှိလို့ဘလို့ထင်လဲသမက်လို့တော်ရရင်ကောင်းပါပဲဒိဋ္ဌိရဲ့ပုံရိပ်ကလေးသူ့ကိုသဘောကျတယ်တဏှာရဲ့ပုံရိပ်ကလေးအဲ့ဒီဒိဋ္ဌိပုံရိပ်တဏှာပုံရိပ်အဝိဇ္ဇာပုံရိပ်ကဘလို့နဲ့တွဲဖြစ်တာလဲမြင်စိမ့်နဲ့တွဲဖြစ်အဲ့ဒါကိုနောက်ကဘလို့နဲ့ကြည့်တွေးတော်စိတ်နဲ့ကြည့်ဘလို့နဲ့ကြည့်အဲ့တော့တွေးတော်စိတ်ကနေရှစ်ကိုလှမ်းကြည့်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားကိုသမက်တော်ရင်ကောင်းပါပဲဆိုတဲ့အစွဲလေးကကပ်ပါလာတာဟုတ်တယ်မလားအဲ့ဒီလိုကပ်ပါလာပြီးတော့တကယ်တမ်းကပ်ပါလာတာကပရမတ်ဒါပေမဲ့ပရမတ်တရားမြည်ဒီမှာပညာနဲ့กินလို့ရလားမရသေးတဲ့မြတ်စွာဘုရားပုံမှန်တရားကြီးကိုပဲကြည်ပြီးတော့မြတ်စွာဘုရားပုံမှန်တရားကြီးကိုပဲသဘောကျတယ်လို့ထင်နေတာ
ဘုန်းကြီးယောဂီတွေကလည်းသာသမီကိုယ့်ရဲ့သားလေးကိုပုံမဒနာညီကြည့်ပြီးတော့သဘောကျတယ်လို့ထင်နေတာတကယ်သဘောကျနေတာကဘုန်းကြီးယောဂီတွေကသဘောကျတာလားတဏှာဒိဋ္ဌိကသဘောကျတာအဲ့ဒီတဏှာဒိဋ္ဌိကသဘောကျတော့အဲ့ဒီတဏှာဒိဋ္ဌိရဲ့စိတ်ပြတ်သွားတော့လေနောက်ပေါ်တဲ့စိတ်ကလည်းတဏှာဒိဋ္ဌိပဲပြန်ပေါ်လာတာပေါ့နောက်ပေါ်တဲ့စိတ်ကလည်းတဏှာဒိဋ္ဌိပဲပြန်ပေါ်လာတာပေါ့နောက်ပေါ်တဲ့စိတ်ကလည်းတဏှာဒိဋ္ဌိပဲပြန်ပေါ်လာပြီးတော့သဘောကျတယ်ငါသားဆိုတဲ့အစင်ကလေးကတောက်လျှောက်ဖြစ်လာတာဟုတ်တယ်မဟုတ်လားအဲ့ဒီအစင်လေးကတောက်လျှောက်ဖြစ်လာတဲ့အတွက်သားဆိုတဲ့အမြင်ကလေးကမပြောက်တော့ခင်စရာမြင်စရာဆိုတဲ့အမြင်ကလေးကမပြောက်တော့အဲ့ဒီအမြင်ကဘယ်လိုနဲ့မြင်တဏှာဒိဋ္ဌိနဲ့မြင်မပြတ်ဘူးလားပြတ်တယ်ပြတ်သွားတော့မနောမာတိုင်းနောက်ထပ်ပေါ်နောက်ပေါ်တဲ့စိတ်မှာလဲတဏှာဒိဋ္ဌိကထပ်ဖြစ်တယ်သူတို့ကလည်းဒီတိုင်းပဲဖြစ်ပြီးတော့ပြတ်တယ်ပြတ်ပြီးတော့မနောမာတိုင်းနောက်ပေါ်တဲ့စိတ်မှာဘယ်လိုထပ်ဖြစ်တဏှာဒိဋ္ဌိထပ်ဖြစ်တဏှာဒိဋ္ဌိဖြစ်နေသမျှကလပ်ပတ်လုံးသားကိုခင်တယ်သမီးကိုခင်တယ်ဇနီးကိုခင်တယ်ခေဘုံကိုခင်တယ်ဆိုတဲ့စိတ်ကရှင်းနေတော့နဲ့ဆက်ပြီးတော့အလင်းမပြတ်ဖြစ်သွားတာဟုတ်တယ်မဟုတ်လားအလင်းမပြတ်ဖြစ်သွားတာပေါ့နော်အလင်းမပြတ်ဖြစ်သွားတဲ့အခါကျတော့ဘုန်းကြီးတို့ရှင်းနေတော့ဆက်ပြီးတော့ရှင်းတော့ကဖလင်နဲ့ရုပ်ရှင်တွေပြတဲ့အခါမှာဖလင်ကလေးတွေဆက်ပေးလိုက်တာဖလင်ကတော့တကွယ်ချင်းပဲဖလင်ပြားယူကြည့်ရင်တကွယ်ချင်းပဲတွေ့တာပဲဒါပေမဲ့ဆက်ထပ်ပြီးလက်လိုက်တဲ့အခါကျတော့အထက်မှာလှုပ်ရှားနေတယ်ပြောနေတယ်ဆိုနေတယ်အမူအရာတွေလုပ်ပြနေတယ်လို့မတင်မလားထင်လားအဲ့ဒါဘာဖြစ်လို့လဲရှင်းတဲ့နောက်ဆက်သွားလို့ဘာဖြစ်လို့ပါလဲအခုလဲရှင်းတဏှာနဲ့နောက်တဏှာနဲ့နောက်တဏှာရှင်းဒိဋ္ဌိနဲ့နောက်ဒိဋ္ဌိနဲ့နောက်ဒိဋ္ဌိဆွဲသွားတာအဲ့ဒီဆွဲသွားတဲ့တဏှာဒိဋ္ဌိကလည်းကိုယ်တဏ္ဍာမှာဖြစ်တာအဆွဲခံရတဲ့တဏှာဒိဋ္ဌိကလည်းဘာမှဖြစ်ကိုယ်တဏ္ဍာဒါကြောင့်ဒါဆိုတော့သူတော်ဘာတဏ္ဍာမဟုတ်တော့ဘူးအဲ့ဒါဆိုတော့မောချလားဥပ္ပစ္ဆာလားတိုက်မောချလားဥပ္ပစ္ဆာလားတကယ်ဖြစ်တာကမောချတကယ်မဖြစ်လို့တင်စားပြတာကဥပ္ပစ္ဆာအဲ့ဒါကြတော့မောချလားဥပ္ပစ္ဆာလားသူတော်ဘာတဏ္ဍာမှာရှိတဲ့ယုံနာကိုဆွဲတယ်ဆိုတာကဥပ္ပစ္ဆာတကယ်မဆွဲဘူးအခုကြတော့သူတော်ဘာတဏ္ဍာမှာရှိတဲ့ခန္ဓာဆွဲနေတာလားကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာဆွဲတာအဲ့ဒီတော့တခါလာလဲတဏှာဒိဋ္ဌိတခါလာလဲတဏှာဒိဋ္ဌိနေတတူဝတဏှာဒိဋ္ဌိဆိုတော့တဏှာဒိဋ္ဌိကခိုင်မာကြီးဖြစ်သွားတာဟုတ်တယ်မလားအဲ့ဒီအခိုင်မာကြီးဖြစ်သွားတာကိုဘုန်းကြီးတို့ပရိသတ်တွေကခဏသူဖြစ်နေတဲ့ဖြစ်စဉ်ကိုဖြတ်ချမှာဘာနဲ့ဖြတ်ချဉာဏ်နဲ့ဖြတ်ချဘာနဲ့ဖြတ်ချမလဲဉာဏ်နဲ့ဖြတ်ချတော့ခုနတော့ကတဏှာဒိဋ္ဌိကဘယ်စိတ်မှာဖြစ်ခုနပြောတယ်လေဘယ်စိတ်မှာဖြစ်တွေးတော်စိတ်မှာဖြစ်ဘယ်စိတ်မှာဖြစ်တွေးတော်စိတ်ဒီရှေ့စိတ်လားနောက်စိတ်လားပြတ်သွားတဲ့စိတ်ကပေါ်လာတဲ့တွေးတော်စိတ်ကနောက်စိတ်မှာတဏှာဒိဋ္ဌိဖြစ်ပြီးတော့ရှေ့စိတ်ဖြစ်နောက်တစ်ခုထပ်ပေါ်သူကရှေ့စိတ်ဖြစ်နောက်တစ်ခုထပ်ပေါ်နောက်စိတ်တင်မှာဘလူတွေပေါ်တဏှာဒိဋ္ဌိပေါ်အဲ့ဒီလိုနဲ့ပဲဘုန်းကြီးယောဂီတွေကတခါတဲ့တဏှာဒိဋ္ဌိတွေဘာဖြစ်သွားလဲအခြေခိုင်သွားတာနော်တဏှာလည်းအခြေခိုင်သွားတယ်ဒိဋ္ဌိလည်းအခြေခိုင်သွားတာဟုတ်တယ်မဟုတ်လားအခြေခိုင်သွားတဲ့အတွက်ဆွဲသွားတဲ့အတွက်ဥပါဒံလို့ခေါ်တာပရမဖြစ်တော့ကတော့တဏှာပဲပရမဖြစ်တော့ကတော့ဒိဋ္ဌိပဲနောက်တော့ဘာဖြစ်လဲဆွဲသွားတော့ဘာဖြစ်သွားလဲဥပါဒံဖြစ်သွားတာဟုတ်တယ်မလားဥပါဒံဖြစ်သွားတာအာယုန်တစ်ခုကိုပရမခံစားတော့ကတော့ရိုးရိုးတဏှာနဲ့ခံစားလိုက်တာပါပဲနောက်တော့ဘာဖြစ်သွားလဲဆွဲသွားတာဟုတ်တယ်မလားဆွဲသွားတဲ့အခါကျအဲ့ဒီအာယုန်ဖြတ်လို့ရလားမရတော့ဘယ်လိုနဲ့ဆွဲတဏှာဒိဋ္ဌိနဲ့ဆွဲတယ်ဆိုတာတစ်ကြိမ်တစ်ခါနဲ့ဆွဲတာဟုတ်ရဲ့လားဘယ်လိုမလို့ဆွဲတာလဲ
အကျဉ်းချင်းခါကအဲ့ဒီတဏှာဒိဋ္ဌိကအကျဉ်းချင်းခါကဖြစ်တာလားနောက်ထပ်တဏှာဒိဋ္ဌိတွေအသစ်ပေါ်လာလို့အသစ်ပေါ်လာလို့ထပ်ခါတလဲလဲဖြစ်လို့ဆွဲတယ်လို့ခေါ်တာအဲ့ဒါဆွဲတာပဲအဲ့ဒီတော့မဆွဲစေခြင်းဘာလို့ရမလဲအဲ့ဒီအာယုံကိုဖြတ်ဟုတ်တယ်မလားအာယုံကိုဖြတ်လောကဥပမာနေလည်းပဲဘုန်းကြီးတို့ယောဂီတွေပြောကြည့်လိုက်ပါမယ်ဆေးလေးတောက်တဲ့ပုဂ္ဂိုလ်စတောက်တော့ကစမ်းကြည့်တာဆွဲလားမဆွဲဘူးထပ်တလဲလဲတောက်လိုက်တော့ဆွဲသွားတယ်ဒါကြောင့်ဆွဲတယ်ဆိုတာတခြင်းတကားနဲ့ဆွဲတာလားထပ်တလဲလဲဖြစ်လို့ဆွဲတာထပ်တလဲလဲဖြစ်လို့ဆွဲတာဟုတ်ပြီအဲ့ဒီထပ်တလဲလဲဖြစ်တဲ့အဆွဲဖြစ်တဲ့အကျင့်ပေါင်းများလေအဆွဲကြီးလေဟုတ်တယ်မလားဖြစ်တဲ့အကျင့်ပေါင်းများလေအဆွဲကြီးလေဒါကြောင့်ဓမ္မကြီးတွေပြောသလိုပေါ့တို့အပြိုကလေးကဆက်လက်တော့လာခဲ့တာအခုမှတော့မဖြတ်နိုင်တော့ပါဘူးဘာဖြစ်လို့တော့ဆွဲသွားလို့ဘာဖြစ်လို့ဆွဲအကျင့်ပေါင်းများစွာဖြစ်လို့ဆွဲတာကွန်းဆွဲတာလည်းဒီတိုင်းပဲအရက်ဆွဲတာလည်းဒီတိုင်းပဲကျန်တဲ့အာယုန်တွေဆွဲတာလည်းဒီတိုင်းပဲအကျင့်ပေါင်းများရင်ဆွဲသွားတာပဲအဲ့ဒီအဆွဲကိုဖြတ်ကျင်ပါတယ်ဆိုရင်ဘုန်းကြီးတို့ပရိသတ်တွေအကျင့်အရေအတွက်ကိုရောက်အောင်လုပ်ဒီလိုမလားပါတယ်လေအကျင့်ရတဲ့ကိုရောက်အောင်လုပ်အခုဘုန်းကြီးယောဂရိယတဏ္ဍမှာစိတ်ထဲမှာစိတ်ကလေးဖြစ်လိုက်တဏှာဒိဋ္ဌိနောက်စိတ်ဖြစ်လိုက်တဏှာဒိဋ္ဌိနောက်စိတ်ဖြစ်လိုက်တဏှာဒိဋ္ဌိဆိုတော့အကျင့်ရတဲ့အရေအတွက်တွေမများဘူးလားများအဲ့ဒီတော့ဆိုအဲ့ဒီအစွဲကိုပြောစေခြင်းမှာတဲ့ဆိုရင်အဲ့ဒီတဏှာဒိဋ္ဌိဖြတ်ချဘယ်လိုနဲ့ဖြတ်ချဉာဏ်နဲ့ဖြတ်ချဉာဏ်နဲ့ဖြတ်ချဆိုတာတော့မှပဲဉာဏ်ကပြောမယ်ဆိုရင်ချက်ချင်းမရောက်ပါဘူးချက်ချင်းလားမလားမရောက်ရင်သတိပဋ္ဌာန်ကဲကြည့်လေသတိပဋ္ဌာန်ကဲကြည့်ငါနာတယ်ခြေထောက်ကနာတယ်ဒါလောက်ွက်တဲ့သွန်းလိုက်တာခန္ဓာတဲ့သွန်းလိုက်တာနော်ရှုခွင့်ရှုခွင့်တဲ့သွန်းလိုက်တာလို့မှတ်ပါနာတဲ့သဘောလေးဖြစ်တယ်ငါနာတယ်ဘာဖြစ်လို့ငါနာတယ်လို့ပြောတာလဲဩဟိုးငယ်ငယ်တည်းကဒီလိုဖြစ်လာရင်ငါနာတယ်လို့စိတ်ကဖြစ်နေကြကိုဟုတ်တယ်မလားငယ်ငယ်ကတည်းကဒီလိုဖြစ်လာရင်ဘယ်လိုဖြစ်နေကြလဲငါနာတယ်လို့စိတ်ကဖြစ်နေကြအခုမှဆမ်းမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ငါနာတယ်ဆိုတဲ့စိတ်ကလေးကစိတ်ကဆွဲတာတော့မဟုတ်ဘူးတဏှာဒိဋ္ဌိလေးကမဆွဲဘူးလားဆွဲတာအခြေမခိုင်ဘူးလားခိုင်တာအခြေခိုင်တာအဲ့ဒါကဘုန်းတော်ပရိသတ်တွေကအခုငါဆိုတဲ့ဒိဋ္ဌိကိုဖြတ်ချတော့မယ်ဟုတ်တယ်မလားရွှေကျင်တယ်ဆိုတဲ့တဏှာကိုဖြတ်တော့မယ်လောကနဲ့စဉ်းစားကြည့်ဒီတိုင်းဖြတ်လို့ရမလားဒီတိုင်းဖြတ်လို့တော့မရဘူးဘာနဲ့မှရမလဲဉာဏ်နဲ့မှဉာဏ်ကဘာကိုသိတဲ့ဉာဏ်လဲအခုနဘုန်းကြီးတို့မနေ့ကပြောခဲ့ပြီလေမနေ့ကပြောတာလေးပြန်မှတ်မိလားအခုမနေ့ကပြောတဲ့စကားနဲ့ပြန်ဆက်မလို့လောက်တာအချိန်မရလို့မဆက်ဖြစ်ဘူးမနေ့တော့ကဘာပြောလဲဥပါဒံကဆွဲတယ်အဲ့ဒီဥပါဒံဆွဲကိုပျောက်စေခြင်းရင်ဉာဏ်နဲ့အစားထိုးမယ်အခုဒါလေးပြောနေတာနော်ဘာနဲ့စားထိုးမလဲဉာဏ်နဲ့စားထိုးမယ်ဆိုတော့ဉာဏ်ကလည်းပဲအဲ့ဒီခန္ဓာတွေကိုသူကလည်းကြည့်ရတော့မှာပေါ့အဲ့ဒီတော့ဉာဏ်ကဘာပြောလဲခန္ဓာကိုငါကြည့်တော့မယ်ဆိုတော့ငါကဘယ်ခန္ဓာကိုကြည့်ရမှာလဲကွာဟောမဖြေနဲ့ဟောလေမပြောနဲ့ဟောဉာဏ်ကဘယ်လိုပြောလဲငါကဘယ်ခန္ဓာကိုကြည့်ရမှာလဲကွာဆိုတော့ဘုန်းကြီးတို့ယောဂီတွေကဥပါဒနေရာမှာစားထိုးတာဖြစ်တဲ့အတွက်ဥပါဒကြည့်တဲ့ခန္ဓာကိုခမကြည့်ရမှာပေါ့ဒီလိုမဟုတ်လားဘာဖြစ်လို့တော့ဥပါဒနေရာမှာဉာဏ်ကစားထိုးတာလေဥပါဒနေရာမှာဉာဏ်ကစားထိုးတော့ဉာဏ်ကမေးတယ်လေငါကဘယ်ခန္ဓာကြည့်ရမှာလဲဥပါဒကြည့်တဲ့ခန္ဓာခမလိုက်ကြည့်ပေါ့ဒီလိုတော့ဉာဏ်ကပြန်မေးပြီဥပါဒကဘယ်ခန္ဓာတွေကြည့်ခဲ့တယ်လဲမမေးဘူးလားမေးလား
အဲ့ဒီလိုမေးတဲ့အခါကျတော့ဘုန်းကြီးတို့ယောဂီတွေကဥပါဒံကြီးတဲ့ခန္ဓာတွေကိုလက်ပြီးတော့တရုပ်မထုတ်ဘူးလားထုတ်ပြလားဘယ်နှပါးတွေ့လဲ30တွေ့တယ်အဲ့ဒါဘယ်လိုနဲ့ကြည့်နေကြလဲဘယ်လိုနဲ့ကြည့်နေကြလဲဘယ်လိုနဲ့ကြည့်နေကြဥပါဒံနဲ့ကြည့်နေကြအဲ့ဒီခန္ဓာတွေကိုဘယ်လိုနဲ့ကြည့်နေကြလဲဥပါဒံနဲ့ကြည့်နေကြဥပါဒံနဲ့ကြည့်နေကြခန္ဓာကိုအခုဥပါဒံနေရာမှာဘယ်လိုကနေရာဝင်ယူလဲဉာဏ်ကနေရာဝင်ယူတော့ဥပါဒံကြည့်မဲ့ခန္ဓာတွေကိုပဲဘယ်လိုကလိုက်ကြည့်ရမှာလဲအဲ့ဒီခန္ဓာတွေကအရှုခံဉာဏ်ကအရှုဉာဏ်ဒီလိုပြောခဲ့တယ်မို့လားအခုလည်းအဲ့ဒီအကိုပြန်ပြောနေတာလေဟုတ်တယ်မို့လားဥပါဒံဖြစ်တဲ့နေရာမှာဘယ်လိုနဲ့စားထုတ်ဉာဏ်နဲ့စားထုတ်မယ်ဆိုတော့ဉာဏ်ကဘလို့ကိုကြည့်ရမှာလဲဥပါဒံကြည်သွားတဲ့ခန္ဓာတွေကိုဆက်ကြည့်ရမှာပေါ့ဥပါဒံကြည်သွားတဲ့ခန္ဓာတွေကအပ30ဘယ်နှပါလဲအပ30ဆိုတော့ကဲဒါကဉာဏ်ကပေါ်လာတဲ့အချိန်ကြမှာကြည့်မှာပေါ့ဒီတော့ဉာဏ်ကချက်ချင်းပေါ်မလားဘုန်းကြီးတို့ယောဂီရဲ့တဏ္ဍာမှာရှိတဲ့စိတ်ထဲမှာဉာဏ်ကချက်ချင်းဖြစ်မလားဖြစ်ရင်ဘယ်စိတ်မှာဖြစ်နောက်စိတ်မှာဖြစ်တဲ့ဘယ်စိတ်မှာဖြစ်တော့ဖြစ်ရင်ဉာဏ်ကဘယ်စိတ်မှာဖြစ်မှာလဲနောက်စိတ်ဆိုတာလဲမြင်စိတ်လားကြားစိတ်လားနားစိတ်လားစားစိတ်လားတွေးတိစိတ်လားတွေးတော့စိတ်လားတွေးတော့စိတ်ဆိုတာလဲပဲရှေ့စိတ်လားနောက်စိတ်လားနောက်စိတ်မှာဖြစ်တာအဲ့ဒီနောက်စိတ်ကလည်းတခြားကြောင့်ဖြစ်တာလားအာယုံဓာရတိုက်လို့ဖြစ်တာဘယ်အာယုံနဲ့ဘယ်ဓာရလဲမနှောနဲ့တွေးတော့စရာအာယုံတွေးတော့စရာအာယုံဆိုတာတခြားလားခန္ဓာ၅ပါးလားအခုနပြောခဲ့တဲ့ခန္ဓာ၅ပါးမြင်စိတ်လည်းဖြစ်မယ်မျက်စိကြည့်လည်းဖြစ်မယ်အဆင်းလည်းဖြစ်မယ်မြင်စိတ်ဖတ်တာဝေဒနာနာကြည့်အတန်ကြားစိတ်ဖတ်တာဝေဒနာတစ်ခုခုဖြစ်မှာဘာလို့မပြောနိုင်ဘူးဘာပဲဖြစ်အဲ့ဒီခန္ဓာတွေပြတ်သွားရင်ဗမာတိုက်မနောမတိုက်တော့ဗာစိတ်ပေါ်တွေ့တော့စိတ်ဗမာပေါ်တွေ့တော့စိတ်ဗမာပြက်ဘလူเจ้าကိုတွေးတော့စရာအာယုံဆိုတာကခုနတုန်းကရှေ့ကဖြစ်သွားတဲ့ခန္ဓာတွေပါမြင်စိတ်လည်းဖြစ်မယ်ကြားစိတ်လည်းဖြစ်မယ်နားစိတ်လည်းဖြစ်မယ်စားစိတ်လည်းဖြစ်မယ်တွေးတိစိတ်လည်းဖြစ်မယ်တွေးတော့စိတ်လည်းဖြစ်မယ်ဘာစိတ်ပဲဖြစ်ဘာစိတ်ဖြစ်တာတွေဘာတွေကြည့်မနေနဲ့ဘာစိတ်ဖြစ်တယ်ဆိုတာကြည့်မနေနဲ့အဓိကကြည့်ရမှာကရှေ့စိတ်ကဖြစ်နောက်စိတ်ကမဲ့ရှစ်စိတ်ကိုနော်ဘာစိတ်ရလို့မြင်ဖို့မလိုဘူးခန္ဓာတစ်ခုပြတ်သွားပြီဒါကိုမြင်တော့ပြီပါတယ်လေခန္ဓာတစ်ခုပြတ်သွားပြီဒါဆိုရင်တော့ပြီဟုတ်တယ်မလားဒါပေမဲ့ဘုန်းကြီးယောဂီတွေကအခုတဏှာဒိဋ္ဌိကအခိုင်အမာဖြစ်နေတဲ့အခါကျတော့ရှေးကဖြစ်သွားတဲ့စိတ်ကိုခန္ဓာတစ်ခုလို့သဘောထားနေတာလားပုဂ္ဂိုလ်တ attva လို့သဘောထားနေတာလားအဲ့ဒါကခိုင်မာဖြစ်နေတာလေမြင်စိတ်ကလည်းဘယ်လိုလဲငါကြားစိတ်ကလည်းဘယ်လိုလဲငါနားစိတ်ကလည်းငါစားစိတ်ကလည်းငါတွေ့ထိစိတ်ကလည်းငါတွေ့တော့စိတ်ကလည်းငါမြင်စိတ်ကငါမြင်တယ်မြင်စိတ်ကလေးကိုကြည့်တော့ငါမြင်တယ်လို့ထင်တယ်ကြားစိတ်ကလေးကိုကြည့်ပြီးတော့ငါကြားတယ်နားစိတ်ကလေးကိုကြည့်ပြီးတော့ငါနမ်းတယ်စားစိတ်ကိုကြည့်ပြီးတော့ငါစားတယ်တွေ့ထိစိတ်ကိုကြည့်ပြီးတော့ငါထိတယ်ငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်တွေ့တော့စိတ်ကိုကြည့်ပြီးတော့ငါတွေးတယ်ဒီလိုမဟုတ်လားအခုနာတဲ့သဘောလေးပေါ်လာတယ်နာတဲ့သဘောလေးကိုသိတာကစိတ်နာတဲ့သဘောလေးကယုတ်သိတာကစိတ်အဲ့ဒီယုံနဲ့အဲ့ဒီစိတ်သည်တွဲပေါ်လာတာတွဲပေါ်လာပြီးတော့ဒီတိုင်းနေတာလားပြတ်သွားတာလားပြတ်သွားတယ်ပြတ်ပြီးတော့ဗမာတိုက်မနောမတိုက်တော့ဗာစိတ်ပေါ့တွေးစိတ်ကတခြားလမ်းကြည့်တာလား
အခုနာတော့ကပြက်သွားတယ်ရုပ်နဲ့စိတ်ကိုလှမ်းကြည့်တာလားအခုနာတော့ကပြက်သွားတာဘယ်လိုတော့နာတဲ့သဘောလေးရဲ့သိတဲ့သဘောလေးရဲ့ပြန်ပြောမယ်နာတဲ့သဘောလေးပေါ်တယ်သိတယ်နာတဲ့သဘောလေးကယုတ်သိတဲ့သဘောလေးကစိတ်အဲ့ဒီနှစ်ခုတွဲဖြစ်တယ်ဘယ်လိုနဲ့ဘယ်လိုလဲနာတဲ့သဘောလေးနဲ့စိတ်ဘယ်လိုနဲ့ဘယ်လိုလဲနာတဲ့သဘောလေးကတခြားလားယုတ်လားသိတဲ့သဘောလေးကတခြားလားစိတ်လားယုတ်နဲ့စိတ်တွဲဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တော့ဗမာတိုင်းမနောမတိုက်တော့ဗာစိတ်ပေါ်တွေ့တော်စိတ်ပေါ်တော့တွေ့တော်စိတ်ကဒီတိုင်းနေတာလားအာယုံပြုတာလားဘလို့ကအာယုံပြုလဲဘလို့ကအာယုံပြုလဲအခုနပြတ်သွားတယ်ယုံနဲ့နာကိုအာယုံပြုအဲ့ဒါဒီတွေ့တော်စိတ်ဟာအာယုံကလေးပဲအဲ့ဒါဒီတွေ့တော်စိတ်ဟာအာယုံကလေးပဲဘာကိုအာယုံပြုယုံနဲ့နာကိုအာယုံပြုအဲ့ဒါဒီတွေ့တော်စိတ်ဟာအာယုံကလေးပဲဘယ်လိုနဲ့အာယုံပြုတွေ့တော်စိတ်နဲ့အာယုံပြုဒါပေမဲ့ယုံနံလို့သိရဲ့လားဟောနာတာလေးပြတ်သွားပြီဒီလိုဆိုတော့တွေ့တော်စိတ်မှာဘယ်လိုပါလားလို့လဲနာတာလေးပြတ်သွားပြီဒါပေမဲ့ငါနာတယ်ငါနာတဲ့သဘောလေးပြတ်သွားပြီလို့ထင်လိုက်တယ်ဆိုရင်တွေ့တော်စိတ်မှာဘယ်လိုပါလို့လဲအဲ့ဒီလိုနေတဲ့ဘက်သူကလည်းပြတ်တယ်နောက်စိတ်ပေါ်တယ်သူကလည်းငါနာတယ်နောက်စိတ်ပေါ်တယ်သူကလည်းငါနာတယ်နောက်စိတ်ပေါ်တယ်သူကလည်းငါနာတယ်ဆိုတော့နောက်အသစ်ပေါ်တဲ့စိတ်တွေမှာဘယ်လိုပါလာလို့လဲဒိဋ္ဌိပါရင်အဝိဇ္ဇာကောတဏှာကောအဲ့ဒါတရားလားဥပါဒံလားဥပါဒံနဲ့မြတ်တာကိန်းနေတာအဲ့ဒီကိန်းနေတဲ့ဥပါဒံကိုဘုန်းကြီးတို့ပရိသတ်တွေကဘယ်သူနဲ့စားထုတ်ဉာဏ်နဲ့စားချက်ချင်းစားထုတ်လို့ရလားငါနာတာမဟုတ်ဘူးဟေယုံနဲ့နာဖြစ်နေတာပါလို့ချက်ချင်းသဘောပေါက်ရလားပေါက်လားအခုလိုပြောလို့သာသိလိုက်ရတာတကယ်ရှုတော့သဘောပေါက်လားမပေါက်ရင်နောက်စိတ်ထဲမှာဘယ်လိုရှိနေလို့လဲဒိဋ္ဌိရှိနေလို့စိတ်ကလေးတခုပေါ်လာလဲဒိဋ္ဌိပါလာလိုက်စိတ်ကလေးတခုပေါ်လာလဲဒိဋ္ဌိပါလာလဲအဲ့ဒီဒိဋ္ဌိကခုနဆေးဆွဲတယ်လို့ကွန်းဆွဲတယ်လို့အချင်းမခံဘူးလားခိုင်းတယ်အဲ့ဒီအချင်းခိုင်းနေတာကိုအဲ့ဒီနေရာမှာညံသွင်းဖို့ဆိုရင်ငါနာတာမဟုတ်ဘူးရုပ်တွေဖြစ်နေတာငါသိတာမဟုတ်ဘူးစိတ်တွေဖြစ်နေတာအဲ့ဒီလိုရုပ်နဲ့နာဖြစ်နေတာပါလို့သိအောင်ကြိုးစားပြီးတော့ကြည်ပေးရမှာပေါ့ဟုတ်တယ်မို့လားကြည့်လို့မရသေးရင်နောက်ပေါ်တဲ့စိတ်မှာဘလူရှင်ဘလူတွဲကြည့်လို့မရသေးရင်နောက်ပေါ်တဲ့စိတ်မှာဘလူရှင်နေလို့လဲကြည့်လို့ရသွားတဲ့အချိန်မှာနောက်ပေါ်တဲ့စိတ်မှာဘလူရှင်အဲ့တော့ဒိဋ္ဌိနေရာမှာဉာဏ်ရောက်ဖို့ဆိုတာဘုန်းကြီးတို့ပြိဿတ်တွေချက်ချင်းမရောက်ဘူးအဲ့တော့ဘုန်းကြီးတို့ယောဂီတွေကတတိယသမารိယကောင်းကောင်းနဲ့ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးငါမဟုတ်ဘူးငါဥစ္စာမဟုတ်ငါနဲ့မဆိုင်ဘူးဒါယုတ်တရားဒါနတရားယုတ်တရားနန္တရားယုတ်တရားကလည်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးနန္တရားကလည်းငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးလို့ကိုယ်စိတ်ထဲမှာပေါ်လာတဲ့အာယုံကိုကတော့အာယုံအများကြီးတော့ထင်ရင်ထင်လိုက်မယ်တကယ်ကြတော့အာယုံတစ်ခုပြတ်သွားလိုက်နောက်အာယုံတစ်ခုပေါ်လိုက်အာယုံတစ်ခုပြတ်သွားလိုက်နောက်အာယုံတစ်ခုပေါ်လိုက်စင်ကပေါ်လာတဲ့အာယုံကိုဘုန်းကြီးယောဂီတွေကလည်းပဲတမာရီလေးနဲ့တီးပြီးတော့ငါမဟုတ်ဘူးအဲ့ဒီလိုကိုတည်တည်ကြစိုက်ကြည့်ရမှာတမာရီအကောင်းမှဖြစ်တာဟုတ်တယ်မလားတမာရီအကောင်းမှဖြစ်တာတမာရီအကောင်းတဲ့ထက်မှာတတိလည်းပါတာငါမဟုတ်ဘူးတရားလားဆင်ញင်တာလားပါဇက်ကစီမံမှန်းနေခိုင်းတာလားပါဇက်ကစီမံမှန်းနဲ့စေတဲ့ကနေဆင်ခြင်ငါမဟုတ်ဘူးဒါကယုတ်တရားဒါကနန္တရားယုတ်တရားနန္တရားဘလောက်ပဲငါလို့ထင်ဘလောက်ပဲငါနာတယ်လို့ထင်ငါနာတာမဟုတ်ဘူးဒါယုတ်နန္နေဖြစ်နေတာပါလို့စိတ်ကဆင်ញင်ပေးတာတိတမ္ပဇာနော
တတိထားကတတိမှာတတိအခြေခိုင်တော့တမာတိအဲ့ဒီလိုဆိုရင်တော့ကိလေသာနေရာမှာဥပါဒဏ်နေရာမှာဘယ်လိုရောက်လာနိုင်လဲအဲ့ဒီလိုမှမဟုတ်လို့တမဂဆံဃာဒီတိုင်းပဲနာတယ်ထိုင်ကြည့်နေလို့ကတော့ဘယ်တော့မှအဆင်မပြေဘူးဒါကြောင့်မလို့နာတာကြီးပေါ်လိုက်နာတယ်နဲ့ထိုင်ကြည့်မနေနဲ့နာရနဲ့ထိုင်ကြည့်နေလို့စိမမှန်းနေလို့မရဘူးဟုတ်တယ်မလားပို့ပြီးတော့နာလိုက်မယ်စိတ်ထဲမှာဆင်ញင်ပေးဘယ်လိုဆင်ញင်ပေးမလဲငါမဟုတ်ဘူးငါနာတာမဟုတ်ဘူးငါနာတာမဟုတ်ဘူးဒါရုပ်တွေဖြစ်နေတာနာနေဖြစ်နေတာငါနာတာမဟုတ်ဘူးဒါဘာလို့နေတာလဲဆင်ញင်နေတာပါဠိကဘယ်လိုဆိုလဲသမ္ပဇာနောအာတာပိသမ္ပဇာနောတတိမာတဲ့အာတာပိပြင်းထန်လေးလုပ်ပေးပါကိလေသာဂျားမဝင်အောင်တတိမလအကဲခတ်ပြီးတော့တတိမာတတိနဲ့ကြည်ပေးပါသမ္ပဇာနောဆင်ញင်ပေးပါအဲ့ဒီလိုဆိုရင်တော့ငါနာတယ်ဆိုတဲ့အဖြစ်ကနေပြီးတော့ငါနာတာမဟုတ်ဘူးလို့သဘောပေါက်လာပါလိမ့်မယ်ငါနာတယ်ဆိုရင်နောက်စိတ်မှာဘယ်လိုရှိလို့လဲဘယ်လိုရှိနေတာလဲငါနာတာမဟုတ်ဘူးယုံနာနေဖြစ်နေတာမလို့သဘောပေါက်သွားရင်နောက်စိတ်မှာဘယ်လိုရောက်လာဒါပဲဒါလောက်ွက်ပဲလောက်တတ်ပြီနော်လောက်တတ်ပြီအဲ့ဒီတိုင်းလောက်ပါကောင်းပြီဒါဖြင့်တရားကိုကြည့်ရမှာလားယုံနာကိုကြည့်ရမှာလားမြင်စေပေါ်မြင်စေခန္ဓာကိုကြည့်ပါကြားစေပေါ်ရင်ကြားစေခန္ဓာနာစေစားစေတွေ့စေတွေ့တော့စေဘယ်ခန္ဓာပဲဖြစ်တဲ့ခန္ဓာကိုကြည့်ပါအများဆုံးဖြစ်တာကတွေ့တော်စေခန္ဓာကိုကြည့်ပါဘာနဲ့ကြည့်မယ်တတိသမารိပညာနဲ့ကြည့်မယ်ဘာနဲ့ကြည့်မယ်တတိသမารိပညာနဲ့ကြည့်ပါတပ္ပဇညဆင်ញင်မှုလေးလည်းပါစေအဲ့ဒီလိုဆိုဒိဋ္ဌိကိလေသာလေးတွေပေါ်ခွင့်ရသေးလားရှိပြီးသားကိလေသာလေးဆင်သွားတာလားဒိဋ္ဌိလေးပြုတ်သွားတာလားပေါ်ခွင့်မရဘဲနဲ့မလာတော့တာအဲ့ဒါဆိုအငြိမ့်တရပါတယ်အငြိမ့်တတိတရားလားនិရောဓသစ္စာလားនិရောဓသစ္စာဆိုတာတရားလားနိဗ္ဗာန်လားနိဗ္ဗာန်ပါပဲလို့သဘောပေါက်ပြီးတော့ကဲအားလုံးဒါတို့ခေါ်လိုက်ကြ